ပြန်ကိုမထားသူသစ္စာမတည်မြဲတဲ့သူမောင်ပေါ်ချင်မြင်ချလဲခေရှင်ချက်တော့မောင်မပိန်တော့ပါမေဂုံတနာမဲမောင်ရင်ခွင်မှာရှေကုန်စမဲသမီးလေးကိုတကယ်ကိုမခေါ်ရလို့မမေဒါကြောင့်မို့ချင်ရဝေးရတပီဒီဝါစီခွဲခဲ့ရတာပါနဲ့လေမောင်ရဲ့ငယ်ကျွမ်းရဲ့ဒီဘဝဒီမြနေတာတို့တို့ကိုကြောင်မှာအချင်နာတွေနဲ့ခံရပြီးပေါ်နေစိတ်နဲ့ညပြရှိပါဝတ်တော်ကတောင်းစုပြနေအချင်နဲ့ရွှေလက်တွေကအတူတူသဆုံးချီဆိုကိုချင်လို့ညလို့ချစ်တဲ့သူကိုခွဲကအဝဲကိုထွက်သွားခဲ့တာပါနေညတဲ့ဘဝမှာမဲကိုကိုလည်းမဲနိုင်ပါလေမင်းဘဝကောင်းစားဖို့အတွက်အသေးကိုရင်ရအနေနာခံစွန့်လွတ်ခဲ့ရတာ